နိုင်ငံကနေအဝေးရောက်နေတဲ့သားဝလေးအဝေးကနေပဲအဖေနဲ့မိကိုလက်ဆက်ပြထိတ်မှမို့ရှင်ကိုကြောပြရစေတားပြန်လာမယ့်နေ့ကိုဆောင်းကမျောလင့်လို့ကြိုအမိမလွမ်းမြေရည်တွေငိုတာကိုရှိရင်ဒီညရည်တွေခဏလောက်တော့ထိန်ထားပြီးပါမည်မပြောမိမဲ့နေရင်တည်းမမျက်ရည်မှုတွေပြူနေတာတာတည်တဲ့ဖေဖေရဲ့မဝရဲ့ရီမှန်းချက်တွေမပြေဝနိုင်သေးလို့လေခဏလောက်တော့ခွဲရအောင်မဲ့လေတာရင်နေမကောင်းလားချမ်းမရေးကယူဆိုင်တဲ့တဖွာဖွာပြောတဲ့တန်တွေတာနာမမြဲကြရောက်နေလေတာနဲ့ဝင်းနေတဲ့ချိန်တွေချမ်းမရေးကယူဆိုင်ပါပြီတာနဲ့ဝင်းနေတဲ့ချိန်တွေချမ်းမရေးကယူဆိုင်ပါမေဘဝရဲ့ရည်ရွယ်ချက်တွေဘဝရဲ့ရည်မှန်းချက်တွေပြေဝနိုင်တဲ့တနေ့လေအနန္တမြတ်တာရှင်သူစီကဝရပြုရမို့ဤမြတ်တာရှင်သူရှိအားထာနေသာရောက်ပြန်လာခဲ့ပါမည်ခဏထိုင်းနိုင်ငံကနေအဝေးရောက်နေတဲ့သားဝလေးအဝေးကနေပဲအဖေနဲ့မိကိုလက်ဆက်ပြထိတ်မှမို့ရှင်ကိုကြောပြရစေတားပြန်လာမယ့်နေ့ကိုဆောင်းကမျောလင့်လို့ကြိုအမိမလွမ်းမြေရည်တွေငိုတာကိုရှိလောက်တော့ထိန်ထားပြီးပါမည်ထိုးရှိမပြောမိမဲ့နေရင်တည်းမမျက်ရည်မှုတွေပြူနေတာတာတည်တဲ့ဖေဖေရဲ့မဝရဲ့ရီမှန်းချက်တွေမပြေဝနိုင်သေးလို့လေခဏလောက်တော့ခွဲရအောင်မဲ့လေကောင်းလားချမ်းမရေးကယူဆိုင်တဲ့တဖွာဖွာပြောတဲ့တန်တွေတာနာမမြဲကြရောက်နေလေတာနဲ့ဝင်းနေတဲ့ချိန်တွေချမ်းမရေးကယူဆိုင်ပါပြီတာနဲ့ဝင်းနေတဲ့ချိန်တွေချမ်းမရေးကယူဆိုင်ပါအမေဘဝရဲ့ရည်ရွယ်ချက်တွေဘဝရဲ့ရည်မှန်းချက်တွေပြေဝနိုင်တဲ့တနေ့လေအနန္တမြတ်တာရှင်သူစီကဝရပြုရမို့ဤမြတ်တာရှင်သူရှိအားထာနေသာရောက်ပြန်လာခဲ့ပါမည်မြတ်တာရှင်သူရှိအားထာနေသာရောက်ပြန်လာ